Hello，အားလုံးပဲမင်္ဂလာပါလေဘာဘူးရှိုးအိုင်တော့ကြိုဆိုလိုက်ပါတယ်ကိုရီလေဘာဘူးသိင်းရဲ့ကျွန်တော်တို့ဒီလေဘာဘူးသိင်းရဲ့ဒါနောက်ဆုံးရကျွန်တော်တို့သတင်းလေးတွေကိုဒါဆွေးနွေးကြည့်မယ်ပေါ့နော်ဒါကျွန်တော်လေဘာဘူးချစ်တဲ့ပိတ်သက်တွေနဲ့တူတူဒါဆွေးနွေးကြည့်မှာပေါ့နော်ဒါပထမဆုံးသတင်းအနေနဲ့ကိုရီလေဘာဘူးသိင်းကနေပြီးတော့ဒါကျွန်တော်တို့ဒီတောက်နေဆန္ဒပတ်တယောက်ဖြစ်တဲ့ကျွန်တော်တို့ကိုနာတေးကိုရည်ရမတဲ့ကနေပြီးတော့ကျွန်တော်အသက်အံလိုက်နေတယ်နော်ဒီကိုနာတေးကဒီနွေရာသီမှာအလွတ်နဲ့ထွက်ခွင့်ရဖို့ရည်ရမတဲ့ကျိုးပန်းနေလို့ဒါပေါ်ပြနေတယ်ပေါ့နော်အရင်တော့ဒါကိုနာတေးကိုရည်ရမတဲ့ကနေတော့မခေါ်တော့ဘူးလို့ဒါဆုံးဖြတ်ထားတယ်ပေါ့နော်ဒီနေမခေါ်တော့ဘူးဆိုတာဗျာကျွန်တော်တို့ဘိုင်ဘုံတွေကကျွန်တော်တို့ဒီဆန္ဒပတ်တယောက်ကိုဒါရည်ရမတဲ့ကနေသဘောကျနေတယ်နော်အဲ့လိုမျိုးဆန္ဒပတ်ကနေပြီးတော့ဒါဘိုင်ဘုံနဲ့တန်းတန်းတိုးသွားပြီအဲ့လိုမျိုးချိန်မှာရည်ရမတဲ့ကနေပြီးတော့ဒီနောက်တန်းကျွန်တော်တို့ဒီရည်ရမတဲ့ကနေပြီးတော့သူ့မရတော့တဲ့အဆုံးမှာတော့မရတော့ဘူးဆိုတော့ကျွန်တော်တို့ဒီကိုနာတေးဘက်ကိုလှည့်လာတယ်နော်ကိုနာတေးကကျွန်တော်တိုင်ပတ်နေတဲ့ချိန်ဆိုတော့ဒီဘိုင်မြူနီရဲ့ဒါဆန္ဒပတ်တယောက်နော်အဲ့ကစားသမားကိုကျွန်တော်မေးနေလို့နော်အဲ့ကစားသမားကိုမရတော့ဒီကိုရီလီဗာပူးအသင်းရဲ့ဒါကိုနာတေးဘက်ကိုလှည့်လာတယ်ဒါကိုရီအသင်းတော့တကယ်ကိုပြဿနာပါနော်ကိုနာတေးကကျွန်တော်ဒီနူယာဒီမှာအလုံးနဲ့ထွက်ခွာဖို့တော်တော်လေးကိုရှိတယ်နော်စာချုပ်တက်တန်းလည်းကျွန်တော်ကုန်ပြီနော်သူ့ကိုစာချုပ်တက်တန်းတိုးဖို့ဆိုလာတဲ့ဘယ်လိုမှဆွေးနွေးလို့မရဘူးနော်ကိုနာတေးကိုဒီလေဘာဘူးတဲ့ညော်၄ချိန်ကြီးဆွေးနွေးတယ်ပေါ့နော်စာချုပ်တန်တန်တိုးဖို့နော်ကိုနာတိတ်ပတ်ညော်၄ချိန်လုံးပယ်ချတယ်သူကဘာကြောက်လဲဆိုတော့တပတ်ကိုပေါင်2သိန်းခွဲရလောက်မှသူကစာချုပ်တန်တိုးမလို့ဆိုတာတဲ့နော်အခုရနေတာသူကတပတ်ကိုပေါင်9000လားမသိဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ဒီ2သိန်းခွဲ3သိန်း8000လားမသိဘူးသူရတာလားသူ့2သိန်းရမှ2သိန်းခွဲရမှသူကတန်တိုးမလို့ဆိုတာတဲ့ဆိုတော့ကိုလေဘာဘူးတဲ့တကယ်ကိုကြက်ရိုက်နေတယ်နော်ဆန္ဒပတ်မှလည်းဒီကိုနာတိလောက်ကောင်းကောင်းကန်ကန်ကစားနိုင်တဲ့ကစားသမားဆိုတာလေတိတ်မရှိဘူးเนาะတော်တော်လေးကိုပြဿနာကြီးပါတယ်เนาะရည်ရမထက်သူ့ကိုတက်တက်လိုက်နေတယ်ကိုနာတိကလည်းစာချုပ်တက်တန်းစင်မပြေဘူးဆိုလို့ဆိုရင်ဒီနွေရာသီမှာရည်ရမထက်ကိုသူအလွတ်နဲ့ပြောင်းမယ်လို့ဒီအစောကြီးတဲ့ဟိုကသူပြောထားတယ်ပေါ့เนาะကိုရီဘောင်းသိန်းတော့ဒါတကယ်ကိုအကျက်ရိုက်စေတဲ့ပြဿနာပါเนาะနောက်ထပ်တယောက်ကကျွန်တော်တို့ဒီရောဘတ်ဆန်ရောဘတ်ဆန်ကလည်းဒီနွေရာသီမှာထွက်ခွာနိုင်ခြေရှိထွက်ခွာမယ်လို့ဆိုထားတယ်เนาะလူတို့လည်းအလွတ်နဲ့ထွက်အောင်မှာပါနော်ဒီလောဘဆန်နေရာမှာဆိုကျွန်တော်တို့မိုင်လိုကတ်ကတ်တို့ပါလို့ရှိပါတယ်ဒါပေမဲ့သူ့နေရာကိုဒီမိုင်လိုကတ်ကတ်လည်းကစားတဲ့အချိန်မှာလောဘဆန်လည်းမမှီဘူးပေါ့နော်လောဘဆန်တော့ကစားနိုင်တယ်မရှိဘူးနော်လောဘဆန်ကိုကျွန်တော်တို့ဒီနွေရာသီမှာအလွန်နိုင်တဲ့ဆုံးရှုံးနိုင်တယ်ပေါ့နော်ဒါဒီနွေရာသီမှာဆိုလို့ရှိရင်ကိုယ်လီဘာဦးသင်းမှာထွက်မဲ့ကစားသမားတွေတော်တော်လေးကိုများပါတယ်နော်လောဘဆန်ကကျွန်တော်တို့ထွက်မယ်နော်နောက်ထပ်တယောက်ကကျွန်တော်တို့ဂျိုကိုမတ်နဲ့ကားတိဂျုံကလည်းထွက်မယ်နော်ဒီနွေရာသီမှာဆိုလို့ရှိရင်ဂျိုကိုမနဲ့ကားတဲ့ဂျုံကစာချုပ်တက်တန်းကုန်ပြီနော်ထွက်နိုင်ခြေရှိတယ်လို့ပြောထားတယ်နော်ခုထွက်မှသူဆိုကျွန်တော်တော်တော်လေးကိုများနေနော်ဂျိုကိုမတော့ဒါကျွန်တော်တို့အတင်းကလက်လွတ်ချင်တာကြားပါပြီနော်မနေ့ကတည်းကလက်လွတ်ချင်နေတာဒါပေမဲ့အတင်းမှာလူအင်အားမတောက်တဲ့အတွက်ဂျိုကိုမကိုကျွန်တော်ဆက်ပြီးထိန်းထားတာပေါ့နော်ဒါဒီနွေရာသီမှာတော့ဂျိုကိုမတော့တေချာပေါက်ထွက်မယ်လောဘောဆာတေချာပေါက်ထွက်မယ်ကျွန်တော်တို့နောက်ထပ်တစ်ယောက်ကဒီကားတဲ့ဂျုံမှာနော်ကားတဲ့ဂျုံကျွန်တော်တို့လက်လွတ်တင်သလားနော်ကားတိဂျုံကကိုယ်လေဘာဦးတင်မှလည်းတကယ်ကိုအရေးပါတဲ့ကစားသမားတစ်ယောက်လည်းကျွန်တော်တို့ပြောလို့ရတယ်။နော်ကားတိဂျုံရဲ့ခြေစွမ်းကလည်းကျွန်တော်တို့ပလီယာကစားသမားကောင်းကောင်းလေးတော့မှတ်မိပြီမဲ့သူကလည်းအားကိုးလို့ရတဲ့မှာပါတယ်။ခွင်းထဲမှာလည်းကစားလို့ရတယ်။ကျွန်တော်နောက်တန်းမှာလည်းကစားလို့ရတယ်။နော်ဒါဒီကားတိဂျုံဒီတော့စက်ထိန်ထားတဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာဖြစ်ဆိုတော့ဒီကွင်းလက်မှာဒီကားတိဂျုံတို့ပါလို့ကကွင်းလက်လည်းကောင်းကောင်းကစားနိုင်တဲ့အချိန်မှာဒီမာဂလစ်ဇာတို့ကမ္ဘာပိုင်လို့နဲ့ကျွန်တော်ဆက်သွားလို့လည်းအဆင်မပြေဘူးเนาะကားတိဂျုံနဲ့ကျွန်တော်ဆက်ထိန်ထားတဲ့တယ်လို့ထင်တယ်ပေါ့နော်ကားတိဂျုံရဲ့အသက်ကလည်းအများကြီးကြီးနေတာမဟုတ်ဘူးဆိုတော့ကားတိဂျုံကျွန်တော်တို့စာချုပ်တက်တန်ထပ်တိုးတင်တယ်လို့ကျွန်တော်တော့ထင်တယ်เนาะကျွန်တော်စာလာတော့တေချာပေါင်းဒီနွေဒီမှာထွက်ပြီเนาะနောက်တစ်ယောက်ကကျွန်တော်ကိုရီကပိုပါကိုရီကပိုကလည်းကျွန်တော်တို့ဒီအာတလီကိုမထစ်လို့เนาะဒီသတင်းတွေတော်တော်များများထွက်နေတယ်ပေါ့နော်ဒီဘာယန်မြူနစ်ကလည်းသဘောကျနေတယ်เนาะအခုနောက်ပြန်ပြီးသဘောကျလာတယ်เนาะကိုရီကပိုကလည်းသူ့ဝေဖန်မှုတွေများတဲ့အချိန်မှာဒီနွေရာသီမှာကိုရီကပိုလည်းသူထွက်ဖို့ပြင်ဆင်နေတယ်လို့ဆိုထားတယ်နော်ကိုရီကပိုကဒီနယ်သာလန်မှာတော်တော်လေးကိုကောင်းပါတယ်ကိုရီလီဘောက်တင်မှာတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ဒီနေ့ရာသီမှာကိုရီကပိုရဲ့ခြေစွမ်းရိတ်တိတက်တာထိုးကြလာတယ်နော်မနစ်ကခြေစွမ်းလို့မမီတော့ဘူးနော်အဲ့လိုချိန်မှာပိတ်သက်တွေကလည်းဝေဖန်နေကြတယ်နော်ကျွန်တော်ဘိုင်ယန်မြူနစ်ကတည်းကမနစ်ကတည်းကနေနော်ကိုရီကပိုလိုချင်တာနော်လိုချင်တာကိုကိုရီလီဘောက်တင်ကနေရောကိုရီကပိုအသင်းမှာဆက်ထားပြီးတော့ကျွန်တော်နဝိဒီရဲ့ကိုရောင်းထုတ်လိုက်တယ်နော်ကျွန်တော်တို့တွေကအမှားဆုံးအမှားကြီးတစ်ခုပေါ့နော်ကိုဒီသိန်းတို့ဒါအမှားကြီးတစ်ခုပါ
နော်မနစ်ကဆိုလို့စင်ဒီရက်နဲ့ကိုရီကပိုကကျွန်တော်သူ့နေရာလုပ်နေတဲ့အချိန်မှာနှစ်ယောက်စလုံးကကောင်းတယ်နော်အပြိုင်ဆိုင်ကစားကြတယ်နှစ်ယောက်လုံးကဒီနေရာရဖို့အတွက်တော်တော်လေးစူးစမ်းတယ်နော်အခုဒီရက်ကိုကျွန်တော်လက်လွတ်ပြီးတော့ကိုရီကပိုကိုဆက်ထိန်ထားပြီးတော့အချိန်မှာကိုရီကပိုနေရာလူမဲ့ချိန်မှာဘယ်သူမှမရှိတဲ့အတွက်ကိုရီကပိုရဲ့ခြေစွမ်းတိတိတတ်တောင်ထိုးကြလာတယ်နော်ဘာမျိုးနစ်ကတော့ဒီကိုရီကပိုလိုချင်တာကိုဒီရက်ရသွားတော့သူတို့ကတော့ဒါအစိုးရကနေအကောင်းကိုသူတို့ရွှေတုံးကောင်းရတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဒီလူဝစ်ဒီရကကိုရီလီဗာပူးတင်မှာဆက်ထိန်ထားတဲ့နာနော်လူဝစ်ဒီရလောက်မှုရနှောက်တဲ့ကစားသမားဆိုတာကိုရီလီဗာပူးတင်မှာမရှိပါဘူးတော်တော်လေးကိုရှားတယ်အခုဆိုဘယ်သူရှိလဲကိုရီလီဗာပူးတင်မှာပြန်မဲ့ခံစိတ်ကိုပွေနိုင်လှောက်နိုင်တယ်သူဘယ်သူရှိလဲနော်ဘယ်သူမှမရှိဘူးနော်ဖလော်ဘတ်တရားလောက်ပဲနည်းနည်းပါးရှိတာဘယ်သူရှိလဲဘယ်သူမှမရှိဘူးနော်ဒီရက်ကိုကျွန်တော်တို့ဆုံရှုံသွားတော့ဒီဘိုင်မြူနစ်ကတော့ဒါဒီရက်ရပြီးတော့နောက်ပိုင်းမှာဒီတိုက်စစ်အားတော့ကျွန်တော်တို့ကြောက်ခမလေးလေးလောက်တော့ကောင်းလာတယ်နော်အခုတကဒီရက်ရောက်ပြီးအားမရတယ်ကျွန်တော်ကိုရီကပိုထွက်မယ်ဆိုရင်ကိုရီကပိုတို့လို့ကြိုးပမ်းသွားမယ်လို့ဆိုထားတယ်ပေါ့နော်ဒါဘိုင်မြူနစ်ကတော်တော်လေးကိုဒီဘိုင်ကြောက်စီရကြီးပေါ့နော်ကိုရီတင်းရတော့ဒါကျွန်တော်တို့ဒီနွေရာသီမှာအများကြီးအားဖြစ်ရမယ်နော်တော်တော်လေးကိုအားဖြစ်ရမယ်နော်တောင်မှနှစ်ဖက်လုံးကျွန်တော်တို့အားဖြစ်ရမနေတာမှာရှိတယ်နော်ဆာလာကျွန်တော်တို့ထွက်မယ်ကိုရီကပိုဒီကြပေါ့ထွက်ဖို့ရှိတယ်အဲ့နေရာကိုကျွန်တော်တို့ဘယ်လိုမျိုးဖြည့်မလဲနော်ကိုရီကပိုနေရာကျွန်တော်ထားမှာရေုံမအမူဟာရှိတယ်နော်ရုံမကစားနိုင်တယ်ကောင်းကောင်းကစားနိုင်တယ်နော်ဆာလာနေရာကိုကြတော့ကျွန်တော်တို့ဘယ်သူစားထိုးမလဲဆာလာနေရာကိုကစားဖို့ဆိုတာဘယ်လိုမှမလွယ်ပါဘူးနော်ကိုရီလီဗာပူးတင်မှာအပြောင်းလဲတွေအများကြီးလုပ်ဖို့အများကြီးလုပ်ကြမယ်ပေါ့နော်ဘယ်လိုလဲဆိုတော့တစ်ကနေရောပြန်စရမယ်နေတာမှာရှိတယ်နော်ပြောင်းပြန်လှမ်းမယ်နေတာမှာရှိနေပြီနော်ဒီအာနစ်စတော့လက်ထက်မှာကိုရီလီဗာပူးတင်ကဘယ်လိုလဲဟိုအတင်းပုံစံတီထွင်တဲ့ပုံစံဖြစ်နေတယ်ပေါ့နော်လူကောင်းကစားသမားတွေတဖြည်းဖြည်းနဲ့ပျောက်ကွက်လာတယ်လူသစ်ကစားသမားတွေ17ယောက်လုံးကျွန်တော်တို့တဖြည်းဖြည်းနဲ့ထည့်လာတယ်နော်ထည့်တော့မှဆိုတော့တယောက်နှစ်ယောက်မဟုတ်နော်5ယောက်3ယောက်တပြိုင်တည်းသူကခေါ်ရတာဆိုတော့ဒီလက်5ယောက်ယူကိုတွေအတင်းမှာအောင်ကိုညာဖြစ်ဖို့ဆိုတာဘလို့မှအဆင်မပြေဘူးနော်အခုတောင်မှလူဝဒါတဲ့ကျွန်တော်3-4ယောက်နဲ့ကျွန်တော်တို့အသင်းလူဟောင်းနေနဲ့ပေါင်းကစားတော်မှာအသင်းကတိုင်ပတ်နေတယ်နော်ဒါကိုတွေလီပုံရဲ့နောက်ရာဒီမှာတကယ်ကိုစိုးရင်စရာတွေမှဖြစ်လာမလားကိုကြီးစိုးရင်မိတယ်ပေါ့နော်တော်တော်လေးတော့ဒီဆန္ဒဘတ်တွေလည်းကျွန်တော်ဆုံးရှုံးရမယ်နော်တိုက်စစ်တွေလည်းကျွန်တော်တို့ဆုံးရှုံးရတော့မယ်နော်ကွင်းလက်တွေမှာဆုံးရှုံးရမယ့်ချိန်မှာထွက်ဖို့တေချာပေါ့5-6ယောက်9ယောက်လောက်ရှိတဲ့ချိန်မှာကိုရီလီဗာပူးအပြောင်းလဲတွေအများကြီးရောက်နိုင်ပါမလားနော်ဒါဘယ်သူကိုဆက်ပြီးထိန်းထားမလို့ဆိုတော့ကျွန်တော်စောက်ကြည့်ရမယ်ပေါ့နော်အဲကျွန်တော်ရဲ့လီဗာပူးချစ်တဲ့ပိတ်သက်တွေဒါဘယ်လိုမြင်ကြလဲနော်ကျွန်တော်အသင်းမှာထွက်ဖို့ဆို5-6ယောက်လောက်ရှိတယ်ပေါ့နော်ကျွန်တော်စာနာတေချာပေါ့ထွက်ပြီးကိုရီကပိုထွက်မယ်ဂျိုကိုမတ်ကာတစ်ဂျုံကျွန်တော်တို့ခေစာလည်းထွက်ဖို့ရှိတယ်နော်ခေစာကျွန်တော်တို့ဒီကိုနာတေလောဘတ်ဆန်9ယောက်လောက်ရှိတယ်နော်တော်တော်လေးတော့ဒါညားတဲ့ပမာဏကြီးပါနော်ဒါကိုရီဟိုဒီတချို့တည်းမှာကျွန်တော်ဆက်ထိန်ထားတဲ့ကစားသမားတွေတော့ဆက်ထိန်ထားတဲ့တယ်လို့ထင်တယ်ပေါ့နော်ဒါကျွန်တော်လေပေါက်ချစ်တဲ့ပိတ်သက်တွေတော့ဒါဘယ်လိုမြင်ကြတယ်နော်ကျွန်တော်နောက်ထပ်တစ်ယောက်ကဒီကိုနာတေကိုကျွန်တော်တို့ဆုံးရှုံးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စန္ဒပတ်တစ်ယောက်ကိုကျွန်တော်လိုမဲတိုးနဲ့ကျွန်တော်ဘန်ဒီဘန်ကိုဒါစိတ်ဝင်စားနေတယ်ပေါ့နော်တကယ်လို့ကိုနာတေကိုထွက်ပြီးဆိုလို့ရှိရင်ကျွန်တော်စပါးစန္ဒပတ်ဖြစ်တဲ့လိုမဲတိုးနဲ့ဘန်ဒီဘန်ကိုဒီကိုရီလီဗာပူးတင်ရပြီးတော့ဒါခေါ်သွားမယ်လို့ဆိုထားတယ်ပေါ့နော်ဒါလိုမဲတိုးကိုတော့တန်း60လောက်နဲ့ရမယ်နော်စပါးကကျွန်တော်ဒီနွေရာသီမှာတန်းဆင်းသွားမယ်ဆိုလို့ရှိရင်ဒါတန်း60နဲ့လိုမဲတိုးကထွက်ခွင့်ရှိတယ်နော်ဒါလိုမဲတိုးနဲ့ဘန်ဒီဘန်ကိုဒါတူတယောက်ကခေါ်ယူသွားမှုဆန္ဒရှိနေလို့ဒါပေါ်ပြထားရတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ညီကိုတွေရောဒါဘယ်လိုမြင်ကြလဲနော်ဒါအမြင်လေးတွေကိုဒါဆွေးနွေးပြကြပါဦးကျွန်တော်တို့ကြည့်ရှုဝင်ညီကိုမိတ်ဆွေများအားလုံးနဲ့ကျေးဇူးအများကြီးတင်ပါတယ်